မင်္ဂလာပါ Minus Infinity to Plus Infinity မှာကြိုလိုက်ပါတယ်ဒီနေ့ကတော့သတင်းချုပ်လာပြီ October 6 ရက်ပေါ့လို့တို့တွေပဲသွားပါလေရှက်ပြီးမှကြီးတယ်ဓမိကရာမလို့ခေါ်တဲ့ Monastery ကိုသွားလည်ကြမှာပါဘုန်းကြီးကျောင်းတော့ပါတော့လောက်နေလို့ပါအဲ့တော့အားလုံးလိုက်ခဲ့ကြပါတတအခုတော့အခုကတော့တို့တွေစထွက်ပါပြီဂျင်း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 အဲ့ညီမလေးများအောင်မှာတောက်နေပါလေဟုတ်ကဲ့ပါတို့ဓာတ်ပုံရိုက်လို့ရမရမေခွင့်တောင်းနော်အခုကတော့အခန်းကနေပြီးတော့တက်လီကနဲ့ကျိုးဆောင်သွားနေတာပါအိမ်မှာတငယ်ချင်းညောင်လဲဆောင်နေတော့သူတို့နဲ့တွေ့ဖို့ပါအခုကမေရာဆယ်ဖီပေါ့နော်တက်လီကရဲမှာအခုတငယ်ချင်း၄ယောက်တူတူ Sheffield Interchange ကို bus သွားစီးဖို့ပါအဲ့ဒီကနေ Monastery ကို direct ကားရှိတာမို့လို့အဲ့မှာ bus သွားစီးပါမယ်အခုဒါကတော့အဆောင်ပတ်ဝန်းကျင်လေးပေါ့နော်အဆောင်ပတ်ဝန်းကျင်လေးကိုမြင်ရတဲ့အနေထားပါရှေ့ကိုသွားလို့ရှိရင်လမ်းမကြီးကဒါ main လမ်းမကြီးပေါ့နော် A61 main လမ်းမကြီးဖြစ်ပါတယ်အဲ့ဒါကမြန်မာပြည်မှာဆိုလဲရှိရလေနော်ဒါ highway လမ်းမကြီးရှေ့ကနေ highway ကားတွေလည်းသွားတယ် bus တွေလည်းသွားပါတယ်ကိုရီးယားအမြဲဒီလမ်းကနေပြီးတော့ပဲအကြောင်းနဲ့သွားရပါတယ်တစ်ဖက်တစ်ချက်မှာfast food ရောင်းတဲ့ဆိုင်တွေလည်းအပြည့်ပဲ pizza ဆိုင်တွေ burger ဆိုင်တွေပြီးလို့ရှိရင်24 hour convenience store တွေလည်းရှိပါတယ်အဲ့ရနေကူ Sheffield Interchange ကိုသွားနေပါပြီတကယ်တော့လမ်းလျှောက်လို့ရှိရင်9မိနစ်အတွင်းဆိုလို့ရှိရင်ရောက်ပါတယ်တိတ်အဝေးမဟုတ်ပါဘူးနီးလေးပါပဲနောက်ဆုံးတော့ဘာလုပ်လိုက်ရလဲ၄ယောက်ဆိုတန်တယ်လေတယောက်တစ်ပေါင်ပဲကြာအော်နှစ်ပေါင်ပေါ့ကားစီးရနှစ်ပေါင်ခုကတော့ bus ကလည်းတစ်စီးလွတ်သွားပြီနောက်တစ်စီးကလည်းကြာအောင်မှာမလို့ Uber နဲ့ပဲသွားနေပါပြီ၄ယောက်ဆိုတော့ Uber ဈေးကလည်းပိုတန်တဲ့အတွက်ကြောင့်မလို့အခုသွားနေပါပြီ Monastery စီကိုက15မိနစ်လောက်ကားစီးပြီးနောက်မှာတော့ဘုန်းကြီးကျောင်းကိုရောက်ခဲ့ပါပြီတာယာလှပတဲ့ပတ်ဝန်းကျင်လေးမှာတည်ရှိပါတယ်တောင်ကြီးမြို့လေးနဲ့အောင်ခက်စင်စင်မှာပါလာတဲ့တငယ်ချင်းယောက်ကတော့အဲ့ဒီအိမ်ကခွေးလေးတွေကိုသွားဆက်စုနေပါတယ်အဲ့မှာဒါကျောင်းကိုအရှိရမြင်ရတဲ့ဝင်ပေါက်လေးပေါ့နော်အိမ်ညာလေးတစ်ခုပါပဲအခုကိုရီးယားပွဲကင်းစီကိုချီတက်နေကြပါပြီလူတွေမှတကယ်ကိုအများကြီးပါအပြည့်ပါပဲပြင်မှာကားတွေဆိုလည်းအပြည့်ပဲလူတော်များပါတယ်တက်ကြွတဲ့ခြေလမ်းနေနဲ့စတုဒီတာစီကိုပြေးနေတာပါအမှညီမတငယ်ချင်းတွေလည်းစောင့်နေကြပါတယ်တငယ်ချင်းလေးကလာကြိုပါတယ်မပြန်ပြောပါဘူးစားကောင်းတယ်စားမှပါတယ်လားပြောလာမယ်ဒီကနေစားတယ်တော့ကြာတန်ချက်ဟိုမှာအတော့ဟိုမှာအကျော်ဟိုဖာလူတိုင်းကောင်းင်းရဲ့ငါချောက်ရဲ့ဖေးပြမဟုတ်တုတ်ပြီးသားကောင်းလိုက်လားမရှိကွက်ကိုတော့ဟိုဘေးမှာတုတ်ပြီးသားရှိရလားဟိုမှာတုတ်ပြီးသားဟိုဒီမှာတုတ်ပေးရရန်ကောင်းတယ်အဲ့မှာတုတ်ပြီးသားရောဒါကြာတန်ချက်အရန်ကောင်းတယ်ဒါကဘုန်းကြီးကျောင်းဝင်းအထဲကပတ်ဝန်းကျင်အနေထားလေးပါကျောင်းဝင်းထဲမှာကိုပဲရောင်စုံပန်းလှလှလေးတွေအစုံစိုက်ထားတာပါပန်းဝင်းထဲမှာပန်းချံလေးနဲ့အဲ့ဒီပန်းချံလေးကိုပတ်ပြီးတော့ပန်းကင်းလေးတွေစိုက်ထားတာပေါ့နော်ပန်းတွေမှာနှင်းစီပန်းဆိုလို့ရှိရင်အရောင်စုံမှာပဲမြန်မာပြည်မှာတော့မတွေ့ခဲ့ဘူးလေအပြင်မှာမတွေ့ခဲ့ဘူးတာပေါ့နော်အဲ့လိုပန်းခရမ်းရောင်နှင်းစီပန်းတို့ပန်းလှလှလေးတွေအများကြီးရောင်စုံစိုက်ထားပါတယ်ပန်းချစ်တဲ့တငယ်ချင်းတွေကိုလည်းသိရပါတယ်သူတို့ပြချင်တာအပြင်မှာအဲကြောင့်ဒီကနေပဲကြည့်လိုက်ကြပါနော်အခုဒါကျောင်းဝင်းရဲ့အနောက်ဖက်လေးမှာဆိုဒါစတုဒီတာကျွေးမွေးပြင်ဆင်နေတဲ့နေရာလေးစီကိုသွားနေတာပါအဲဒီမှာဒါချက်ပြုတ်ကြော်လာတဲ့လူတွေလည်းချက်ပြုတ်ဘေးနားမှာဆင်းနေယူစားတဲ့လူတွေလည်းစားပေါ့ဆရာတော်ကဦးစီးပြီးတော့စေတနာရှင်တွေကကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ကြော်လာပြီးတော့ကျွေးမွေးနေတာပါမြန်မာမိတ်ဆွေတွေအားပါတဲ့ကကိုရီပါဝင်မဲ့အားပေးသုံးဆောင်နေကြပါရဲ့ရှင်ဒီဘက်မှာကဒါကောင်းငင်းမောင်ငါချောက်ဖုံနဲ့အချိုပွဲတွေပါချိုပွဲတွေမှာဆိုနှုတ်ကြောက်ကြောတို့ဖျဲသီးတို့ဖာလူတာတို့အစုံပါပဲဒီဘက်လေးမှာတော့ရောင်းအကောင်းဆုံး menu ဖြစ်တဲ့အကျော်ဆုံးမှာလက်မလဲအောင်ကြောရပါတယ်အာလူကြောတက်သွန်ကြောဘူးတီကြောအစုံပါပဲဒီဘက်မှာလည်းတန်းစီတိုးဝယ်ပြီးအားပေးနေတာဘာတွေများပါလဲဆိုလို့ရှိရင်
ကိုအပါဝင်အားလုံးကြိုက်တဲ့အတုံးဆုံးမှာဟိုဘက်မှာတော့ထက်ရှိပါသေးတယ်ဘာလဲဆိုလို့ရှိရင်ပူပူနွေးနွေးကြာဆန်ချက်လေးပါရှင်ဒါစားကောင်းပါတယ်စတူဒီတာတန်းတက်ခွင်ကိုစနဲနာပြီးတဲ့နောက်မှာကိုယ်တိုင်တန်းစီပြီးတော့စောင့်ကြိုင်ပြီးယူပါတော့မယ်အဲ့ဒါခုပကံယူဖို့အတွက်စောင့်နေတာပါစတူဒီတာစားဖို့အတွက်ပါဒါအကုန်မစားခင်နဲ့ပြောနေတာပါ အကုန်လုံးစားကောင်းတယ်လားတို့လည်းစားကြတာပါလူတော့တော်တော်များပါတယ် အားကောင်းတာအားကောင်း ဘလို့နေပါသလဲစားရတာ တဖြည်းဖြည်းနဲ့နေဝင်ကြရောက်လာတဲ့အခါမှာတော့ကျောင်းပောင်ဝင်ခြင်းလေးမှာဒါမီးပူဇော်ထားတာလေးတွေပါတကင်းကြုံမီးပုံးလေးတွေနဲ့ပေါ့နော်အလှမီးလေးတွေဆင်ထားပါတယ်အခုဒီဒီကမပြန်ခင်လေးမှာကျောင်းဆောင်နဲ့ဝင်ပြီးတော့ဖျားဝတ်ပြူတာပါအဲ့ဒါလေးကိုလည်းရိုက်ကူးထားတာပါရှင် မြန်မာပြည်ကအကျင့်မပြောက်တာတော့ကြမယ်တို့တွေ ဖားဆက်တယ်လား ဖားဆက်တယ်ဂုံယူစွာဖြင့် အတန်းစီပြီးရတာဒါစူပါမွန်ထွက်လာကစားလေးပါရှင်အပြန်လမ်းတစ်လျှောက်မှာလည်းစူပါမွန်ကိုအားလုံးမြင်တွေ့ခံစားနိုင်အောင်ရိုက်ကူးလာခဲ့ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အားလုံးဝင်နှုတ်ဆက်ပါတယ်